Harry Potter ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးပြည်သက်တွေမကြားဘူးမဲ့ထူးထူးဆန်းဆန်း theory တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ Navi ကဒါတကယ်ရွေးချယ်ခံရသူလား Navi ကတကယ်ရွေးချယ်ခံရသူဖြစ်တဲ့ဆိုတဲ့ theory အရ Trelawney ရဲ့နမိတ်ဟောစတန်ဟာဇူလိုင်လမှာမွေးဖွားပြီးဘူရာမုတ်ကို၃ချိန်တိုင်းအန်တုခဲ့တဲ့မိဘတွေကနေဆင်းသက်လာတဲ့ Harry နဲ့ Navi နှစ်ယောက်လုံးနဲ့ကိုင်းညီနေကြောင်းထောက်ပြကြပါတယ်။ Navi ရဲ့မွေးနေ့ဟာ Harry ထက်တရက်စောတဲ့ဇူလိုင်30ရက်ဖြစ်တယ်လို့သူ့ရဲ့မိဘတွေဟာလည်းဘူရာမုတ်ကိုအန်တုခဲ့တဲ့လေးစားဖွယ်ရာ aura တွေဖြစ်ကြပါတယ်။ Snape ဟာနမိတ်ဟောစတန်ရဲ့ပထမပိုင်းကိုပဲကြားခဲ့တာကြောင့်ဘူရာမုတ်ဟာသတင်းစကားအပြည့်အစုံကိုမသိပဲ Harry ကိုရွေးချယ်ခဲ့တာဟာကံကြမ္မာထက်သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပုံမှာပဲမူတည်နေရတာပဲဖြစ်ပါတယ်။တချို့သောပြည်သက်တွေကတော့ဒါမဲ့တော့ဟာ Navi ကတကယ်ရွေးချယ်ခံရသူဖြစ်မှန်းသိထားတာကြောင့်သူ့ကိုကာဝယ်ဖို့အတွက် Harry ကိုအာရုံလွှဲစရာအဖြစ်သုံးချခဲ့တာလို့ယုံကြည်ကြပါတယ်။နောက်ဆုံး Horcrux ဖြစ်တဲ့နာဂီနီမွေကြီးကို Navi ကတတ်လိုက်တဲ့အချိန်ဟာဘူရာမုတ်ကိုတင်မျိုးဖြစ်ပြောင်းလဲပေးလိုက်တဲ့တကယ်အခိုက်အတန့်ဖြစ်ပြီး Harry အတွက်တိုက်ခိုက်ဖို့အခွင့်အရေးရစေခဲ့တာဖြစ်တဲ့အပြင် Navi ကလည်း Harry လိုပဲမော်အုပ်ထုတ်ထဲကနေ Gryffindor ရဲ့ဓာတ်ကိုဆွဲထုတ်နိုင်ခဲ့တာကသူတို့ရဲ့တက်သီးနဲ့မော်ဝင်အမွေနဲ့ဆက်နွယ်မှုကိုပုံမခိုင်မာစေခဲ့တာပဲဖြစ်ပါတယ်။ J.K. Rowling ဟာ Rita Skeeter လားဒီ theory ကတော့တော်တော်လေးကိုရဲတင်လှပါတယ်။ Rita Skeeter ဟာသတင်းတော်လောကကနေနာမည်ပြတ်ပြီးပျောက်ကွယ်သွားတာမျိုးမဟုတ်ပဲ J.K. Rowling ဖြစ်ပုံစံပြောင်းလဲကလူသားလောကထဲခိုးဝင်လာခဲ့တာလို့ဆိုထားပါတယ်။သူမရဲ့အရှုပ်တော်ပုံများတဲ့တမိုင်းကြောင့်ဒရမာဖန်တီးတတ်တဲ့အကျင့်နဲ့လျှို့ဝှက်တဲ့ animagus အစွမ်းတွေဟာမော်လောကကိုစွန့်ခွာလာသူတယောက်အတွက်အကောင်းဆုံးသောအရေးချင်းတွေဖြစ်ပါတယ်။ဒါပေမဲ့တို့ရဲ့အထောပတိလိုမျိုးစာအုပ်တွေရေးရတာတွေမလုံလောက်တော့ပဲမော်လောကရဲ့လျှို့ဝှက်ချက်အမှန်တွေကိုဝိတုအယောင်ဆောင်က Harry Potter စာအုပ်တွဲတွေအဖြစ်ထုတ်ဝေပြီးတလောကလုံးကိုချပြလိုက်တာလို့ယူဆထားကြပါတယ်။ Rowling ကဇလန်းချက်လက်တွေကိုခဏခဏအသစ်ပြင်ဆင်နေတာကလည်း Rita Skeeter ရဲ့ထုံးစံအတိုင်းအပိုလွန်နေထပ်ဖြစ်နေတာပဲဖြစ်ပြီးဒီတစ်ခါမှာတော့စာအုပ်မူပိုင်ခွင့်ကြီးတွေနဲ့အောင်မြင်မှုတွေကိုပါရယူခံစားနေတာပဲဖြစ်ပါတယ်။ Ron Weasley ကနာဂတ်ကိုကြုံမြင်သူလားRon ဟာနာဂတ်ကိုကြုံမြင်နိုင်စွမ်းရှိတဲ့လျှို့ဝှက် prophet တယောက်ဖြစ်တဲ့ဆိုတဲ့ theory ကိုထောက်ခံသူတွေကတော့ Ron ဟာဇလန်းတစ်လျှောက်လုံးမှာသူ့ကိုယ်သူမသိလိုက်ပဲနာဂတ်ဟောကိန်းတွေကိုထုတ်ဖော်ပြသခဲ့တယ်လို့ယုံကြည်ကြပါတယ်။ Philosopher's Stone ဇလန်းမှာသူက Harry ကို Erisic မှန်စီနောက်တစ်ခါမသွားဖို့တတိပေးခဲ့တာဟာနောက်ဆုံးမှာ Harry ကကိုရီးယားနဲ့ရင်ဆိုင်ခဲ့ရတဲ့နေရာဖြစ်နေတာကိုတွေ့ရပါတယ်။ Goblet of Fire ဇလန်းမှာလည်းသူက Harry ရဲ့ဆုံးကဝေအသက်တင်ပြိုင်ပွဲအတွက်အန်ရီတွေနဲ့အဖိုးတန်ပစ္စည်းပျောက်ဆုံးမဲ့အကြောင်းတွေကိုနောက်ပြောင်ပြီးဟောကိန်းထုတ်ခဲ့တာဟာတကယ်တမ်းမှာလက်တွေ့ဖြစ်ရတဲ့နဲ့ကွက်တိကျနေခဲ့ပါတယ်။ Prisoner of Azkaban မှာလက်ဖက်6ဘက်တွေကိုကြည့်ပြီး Harry အတွက်လက်လာဘက်အကြီးကျယ်ရမယ့်တပိတ်ဒီပုံတံကိုမြင်ခဲ့တာဟာလေ Harry ရဲ့နောင်တစ်ချိန်ဝင်ကြီးဌာနကယာရုနဲ့ဆက်ဆက်နေတယ်လို့ပြည်သက်တွေကယူဆကြပါတယ်။ Riddle ရဲ့စုတစိတ်ဟာကြောက်စရာကောင်းတဲ့အလုပ်တစ်ခုခုအတွက်ဖြစ်နိုင်တယ်လို့သူကဖော့ဝါပြောခဲ့တာဟာလေ Riddle ရဲ့အမှောင်မိုက်တဲ့နောက်ကျောင်းရာဇဝင်ကိုချိုးတင်နမိတ်ပြခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးမှာသူကဘေဒင်ဘာသာရက်စာမွဲမှာကြာရှုံးခဲ့တာကတော့ဒီ theory နဲ့ကိုင်းညီနေပြီးတကယ် prophet အစစ်မှန်နေရသူတို့ရဲ့စွမ်းအားကိုမထိန်ချုံနိုင်တယ်လို့တတိလည်းမထားမိတတ်ကြတာကြောင့်ပုံသေးဆောင်မွေးပွဲတွေမှာစွမ်းဆောင်ရည်မပြနိုင်တာကတဘာဝကျနေတာပဲဖြစ်ပါတယ်။အရာအားလုံးကအိမ်မက်တစ်ခုပဲလားအရာအားလုံးဟာအိမ်မက်တစ်ခုသာဖြစ်တယ်ဆိုတဲ့ဒီ theory အရ Harry ဟာလှေကားအောက်ကအခန်းချင်းလေးထဲမှာနှစ်ပေါင်းများစွာနှိပ်စက်ညှဉ်းပန်းခံရပြီးပြစ်ပယ်ထားခံရတာကြောင့်မော်လောကကြီးတစ်ခုလုံးကိုသူ့ရဲ့စိတ်ကူးထဲမှာတင်ဖန်တီးခဲ့တာလို့ဆိုထားပါတယ်။ပြည်သက်တွေကတော့သူ့ရဲ့အထီးကျန်မှုနဲ့စိတ်တန်ရာတွေဟာကြီးမားတဲ့လွန်မြောက်ရာစိတ်ကူးရင်ကဘာတစ်ခုကိုယုံကြည်စေခဲ့ကမော်ပညာကိုလည်းခန္ဓာရည်ရှိအောင်ဖြည့်သိမ့်တဲ့ဒီလန်တစ်ခုဖြစ်ပြောင်းလဲပစ်ခဲ့တာလို့ငင်းကုန်ကြပါတယ်။ဇန်ညွန်းရေးစရာ Sticklow က Hagrid ဟာတကယ်ရှိတာလားဆိုတာဝေဝါးသွားအောင်ကြီးရွယ်ထားတဲ့ Harry ကပင်ကိုတစ်ကောင်နဲ့စကားပြောပြီးကျိုးပယ်နေတဲ့အယုတ်စစ်သားလေးတွေကိုစီနေတဲ့မူလအကျမ်းတွေကသေးစိတ်ချက်လက်တွေကိုလည်းသူတို့ကလေးပေးထောက်ပြထားကြပါတယ်။စာရေးဆရာမ J.K. Rowling ကိုယ်တိုင်လည်းတစုံတယောက်ကဒီယူဆကိုသူမစီအကြံပြုခဲ့ဘူးကြောင်းဝန်ခံခဲ့ဘူးပါတယ်။ဒီ theory ကိုထောက်ခံသူတွေကတော့စာအုပ်ထဲမှာ Harry မကြာခဏမက်လေးရှိပြီးထူးဆန်းတဲ့အနာဂတ်နမိတ်ပြအိမ်မက်တွေဟာတကယ်တော့မသိစိတ်ရဲ့အရေးအယောင်ပြမှုတွေဟာဖြစ်ပြီးဟော့ဝက်ကြောင်းဘူရာမွန်းနဲ့သူ့ရဲ့အရင်းနှီးဆုံးတငယ်ချင်းတွေအားတော့မှသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအစိတ်ပိုင်းလေးတွေဖြစ်ဒိဗယ်ဖွင့်ဆိုကြကသူ့ရဲ့အစွမ်းစားမရှိတဲ့ငယ်ဘဝကိုသူကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းရှိတဲ့သူရဲကောင်းဆန်တဲ့ပုံမြင်တစ်ပုဒ်ဖြစ်ပြန်လဲပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ Deathly Hallows
Deadly Hollow ပစ္စည်း၃ခုဟာဘူရာမော့ Snake နဲ့ Harry တို့ရဲ့ဇယားတွေကိုကိုစားပြုနေတဲ့ဆိုတဲ့ဒီ theory မှာပစ္စည်းတစ်ခုချင်းစီဟာဇက်ကောင်တူးချင်းစီရဲ့ပင်ကိုစိတ်ဓာတ်ကိုထင်ဟနေတယ်လို့ထောက်ခံသူတွေကယူဆထားကြပါတယ်။အာနာကိုအယုံမှုမမောတဲ့ဘူရာမော့ဟာအနိုင်မခံနိုင်တဲ့လက်နက်ကိုတောင်းဆိုခဲ့တဲ့ညီကိုလိုပဲEra 1ကိုအသေးအတန်ရှာဖွေအသုံးပြုခဲ့ပြီးအဲ့ဒီလက်နက်ကြောင့်ပဲတေဆုံးခဲ့ရတာဖြစ်တယ်လို့ Snake ကတော့ပြန်လဲရှင်သန်ထမြောက်တဲ့ကြောက်ခဲကိုလက်ဝဲပိုင်ဆိုင်ထားတာမျိုးမဟုတ်ပဲတေဆုံးသွားတဲ့လီလီပေါ်ထားရှိတဲ့သူ့ရဲ့ပူဆွေးမှုနဲ့တစ္ဆာရှိမှုတို့ကသင့်ဒီကြောက်ခဲရဲ့သဘောတရားကိုထင်ဟနေပြီးတော့ဆုံးရှုံးသွားတဲ့အရာကိုတန်းတာရင်သေဆုံးသူရဲ့အရေးအယောင်တွေခြောက်လန့်ခံနေရတာဖြစ်ပါတယ်။ကိုပြောင်းဝင်းယုံကိုငွေဆက်ခံအသုံးပြုတဲ့ Harry ကတော့သေခြင်းတရားကိုမိတ်ဆွေဟောင်းတယောက်လိုကြိုးဆိုခဲ့တဲ့ညီကိုလိုပဲသေမျိုးဖြစ်ခြင်းကိုလက်ခံပြီးသေခြင်းတရားတွေကိုကိုယ်တိုင်ဆန္ဒလျောက်ရှောင်လန်းသွားခဲ့တာကြောင့်သူတို့ရဲ့ကံကြမ္မာတွေက Deadly Hollow ပုံမြန်အတိုင်းဖြစ်ပျက်ခဲ့ပြီးအဲ့ဒီဒဏ္ဍာကြီးရဲ့တက်ရှိအရေးအယောင်တွေဖြစ်တည်ရှိနေကြတာပဲဖြစ်ပါတယ်။ Hagrid ဟာလူသက်သမားလား Hagrid ဟာလူသက်သမားတယောက်ဖြစ်တဲ့ဆိုတဲ့ဒီ theory ကိုထောက်ခံသူတွေကတော့သူတို့ဇလန်တစ်လျှောက်လုံးဘူရာမောစီကနေဆေလွတ်ထားတဲ့လျှို့ဝှက် agent တယောက်လို့ယုံကြည်ကြပါတယ်။ပုံမှန်ဆိုရင်အလုံးမလုံးတင်တော့တဲ့ကျိုးနေတဲ့မှော်တုတ်တန်နဲ့ဒါတလီကိုဝက်အမီးပေါအောင်အဆင့်မြင့်ရုပ်ပြောင်းရုပ်လွှဲမှော်ပညာအသုံးပြုခဲ့တာကိုသူတို့ကထောက်ပြကြပါတယ်။ပေါ်တာဇနီးမောင်နှံအသက်ခံရပြီးချင်းGodric Hollow စီကိုတန်တရားဖြစ်ပွဲစောစီးစွာရောက်လာတာနဲ့ Dursley တို့ပေါ်နေတဲ့နေရာစီကိုတပြက်စီတက်ထရဲဒါမှမဟုတ်မှော်နဲ့ကိုပြောက်ရွှေရှားခြင်းမျိုးမဟုတ်ပဲဘူရာမောရဲ့ကိုပိုင်အတတ်ပညာဖြစ်တဲ့အကူအညီမဲ့ပြန်တန်းခြင်းမျိုးနဲ့ရောက်လာတာကိုလည်းထောက်ပြကြပါတယ်။ Hagrid ကဘူရာမောကိုခေါင်းနှောင်းမှာကတ်ထားတဲ့ကွေရယ်နဲ့ Harry ကိုစတင်မိတ်ဆက်ပေးခဲ့သူဖြစ်တယ်လို့သူပေးခဲ့တဲ့ဈေးကွက်လေး Hedwig ကလည်း Harry ကိုစောင့်ကြည့်ဖို့အတွက်အသုံးချခဲ့တာလို့တချို့ကဆိုကြပါတယ်။သူဟာအရေးကြီးတဲ့လျှို့ဝှက်ချက်တွေကိုခဏခဏထုတ်ပြောတတ်တာနောက်ဆုံးတိုက်ပွဲမတိုက်ခင်အထိလူသက်သမားတွေကိုတကယ်တမ်းထိထိရောက်ရောက်တိုက်ခိုက်တာမျိုးမရှိခဲ့တာအပြင်ဘူရာမောတို့ဘက်ကသူ့ကိုအရှင်ဖမ်းမိတဲ့အခါမှာလည်းကောင်းကောင်းမွန်မွန်ဆက်ဆံခံရတာကပုံမှန်မဟုတ်တဲ့ခြေအနေတစ်ခုလိုဖြစ်နေတာပဲဖြစ်ပါတယ်။ Harry နဲ့ Sirius ကဆွေမျိုးတော်တယ် Harry နဲ့ Sirius တို့ဟာဆွေမျိုးတော်ကြတယ်ဆိုတဲ့ theory ကိုထောက်ခံသူတွေကတော့စာရေးဆရာမ Rowling ကိုယ်တိုင်ဆွဲထားတဲ့ Blood မိသားစုမျိုးရိုးစင်ဆက်စရာမှာ Dora Blood နဲ့ချားပေါ်တာတို့လက်ထပ်ခဲ့ကြတာကိုအခြေခံပြီး Jane Potter ဟာအဲ့ဒီမျိုးနွယ်ကနေဆင်းသက်လာတာမျိုးဖြစ်နိုင်တာကြောင့် Harry နဲ့ Sirius တို့ဟာအဝေးတင်ဆွေမျိုးတွေဖြစ်ကြတယ်လို့ယူဆကြပါတယ်။ Sirius ကိုယ်တိုင်ကလည်းတွင်းတော်မရှိတဲ့မော်မိသားစုအားလုံးဟာတနည်းမဟုတ်တနည်းဆက်သွယ်နေကြတာပဲလို့ပြောခဲ့ဘူးတာကိုဖိသက်တွေက Potter မိသားစုကလည်းဒီရှုပ်ထွေးလာတဲ့မော်မိသားစုကွန်ရက်ထဲမှာပါဝင်နေတဲ့ဆိုတဲ့အတိပြုချက်အဖြစ်ယူဆကြပါတယ်။ Sirius နဲ့ Harry တို့ကြားကတန်ရောစင်ဟာတာမန်ကာယကံရှင်မွေးစားဖခင် Godfather ဆက်ဆံရေးတဲ့ပုံမနက်ရှိုင်းနေတာကလည်းသူတို့ကြားမှာပြောမပြတတ်တဲ့မိသားစုသွေးသားတော်ဆက်မှုရှိနေတယ်လို့ညှင်းခုန်ကြပါတယ်။ဒီ theory ဟာတွင်းတော်မရှိတဲ့မော်မိသားစုတွေဟာရာစုနှစ်ပေါင်းများစွာတဦးနဲ့တဦးအပြန်အလှန်လက်ထပ်ထိမ်းမြခဲ့ကြတယ်ဆိုတဲ့အယူဆပေါ်မှာအခြေခံထားပြီးဒိုရာနဲ့ချားတို့ရဲ့ဆက်နွယ်မှုကလည်းဒီမော်မျိုးနွယ်အထက်တန်းလွှာလောကထဲမှာခိုင်မာတဲ့မျိုးရိုးဗီဇဆိုင်ရာအထောက်အထားတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။ဂျင်းနီယာ Harry ကိုအချစ်စေးတိုက်ခဲ့တယ်ဂျင်းနီယာ Harry ကိုအချစ်စေးတိုက်ခဲ့တယ်ဆိုတဲ့ theory ကိုထောက်ခံသူတွေကတော့တွင်းတော်မင်းသားဇလန်းထဲမှာ Slughorn ရဲ့အတန်း Philip Felicet ကံကောင်းခြင်းစေးနဲ့အချစ်စေးတွေအကြောင်းကိုအလေးပေးဖော်ပြထားတာဟာဒီအကြောင်းအရာအတွက်အခြေခံအုံမြင့်ချထားတာလို့ထောက်ပြကြပါတယ်။ဂျင်းနီပေါ်ထားတဲ့ Harry ရဲ့ခန်းစားချက်ကမောင်နှမလိုနှွေးထွေးမှုကနေဘာရဲရောင်မှမပြပဲရုတ်တရက်ဆိုသလိုအချစ်အာယုံစူးစိုက်မှုအဖြစ်ပြောင်းလဲသွားတာဟာအချစ်စေးရဲ့အာနိသင်ကိုထင်ဟပ်နေတယ်လို့ယူဆကြပါတယ်။ Fran နဲ့ George ရဲ့ဆိုင်မှာလည်းအချစ်စေးတွေကိုရောင်းချနေတာကြောင့်ဂျင်းနီအနေနဲ့အလွယ်တကူရနိုင်တဲ့အပြင်မော်လောကမှာလည်းဒီလိုစေးတွေကိုပေါ့ပေါ့ပါပါပဲသဘောထားကြတာဖြစ်ပြီးမီရိုက Tom Riddle Senior ကိုချစ်စေးနဲ့လှည့်စားခဲ့တဲ့ဖြစ်ရလင်းလေနှိုင်းရှင်ကဂျင်းနီယာ Harry ရဲ့နှလုံးသားကိုလှုံနိုးဖို့အာနိသင်အပျော်စားစေးတစ်မျိုးကိုအသုံးပြုခဲ့တာမျိုးဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ချစ်စေးတွေဟာဟောဝဲရဲ့ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတာကြောင့်ဇလန်းထဲမှာဒါကိုအတိအကျညှင်းဆိုထားတဲ့အထောက်အထားမရှိတာကလည်းဒီ theory ကိုပိုပြီးစိတ်ဝင်စားစရာကောင်းစေတာပဲဖြစ်ပါတယ်။ Ron ဟာဒမ်ဘယ်ဒိုးလားRon ဟာဒမ်ဘယ်ဒိုးဖြစ်တယ်ဆိုတဲ့ဒီ theory ရ Ron ဟာအစွမ်းထက်တဲ့မော်ပညာကိုသုံးပြီးအတိတ်ကိုပြန်သွားခဲ့ကAlbert Dumbledoreအဖြစ်ဘဝတစ်ခုလုံးကိုဖျက်ဆီးရင်ဇလန်းရဲ့ဖြစ်ရပ်တွေကိုဘေးကနေလမ်းညွှန်ပေးခဲ့တာလို့ဆိုထားပါတယ်။ဖြစ်တဲ့တွေကတော့သူတို့နှစ်ယောက်လုံးဟာရက်ရှည်ပြီးပိန်တွယ်တာလက်ဖွားကြီးတာစတဲ့တူညီတဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုထောက်ပြကြပါတယ်။ Ron ဟာအခါစပန်အကျဉ်းသားမှာခြေထောက်ကျိုးပဲ့ပြီးDumbledoreမှာလည်းအဲ့ဒီခြေထောက်မှာပဲအမာရွတ်ရှိနေတာမှန်ညံတစ်ခုထဲမှာငယ်ရွယ်တဲ့Dumbledoreရဲ့စပင်ဟာနီညိုရောင်အဖြစ်ပေါ်လာတာတွေကိုလည်းအလေးပေးပြောဆို
ထားကြပါတယ်သူတို့နှစ်ယောက်လုံးကချိုးချင်းတွေကိုအယုံမှုကြိုက်နေတတ်ကြပြီးဘာဒီဘော့ရဲ့အရာသာဆုံးပဲသေးတွေကိုလည်းအကြိုက်ချင်းတူနေကြပါတယ်ဒါပေမဲ့တော့ဟယ်ရီရဲ့အနာဂတ်ကိုထူးထူးဆန်းဆန်းကြိုသိနေတာကလည်းတကယ်တော့သူကိုယ်တိုင်ဖြတ်တန်းခဲ့ရတဲ့မှတ်ဉာဏ်တွေကြောင့်ပဲလို့ထောက်ပြသူတွေကယုံကြည်ရပါတယ်ဒီ theory ရရွန်ဟာအသက်ကြီးလာတဲ့အခါနာမည်ပြောင်းပြီးသူကိုယ်တိုင်တစ်ချိန်ကအားကျခဲ့ရတဲ့ဆရာကြီးအဖြစ်ပြန်လာခဲ့ကချိန်ကာလတစ်ခုလုံးကိုပုံသေးဖြစ်အောင်ထိန်းညှိပေးခဲ့တာပဲဖြစ်ပါတယ်ဂျော့ဝစ်လီယာဝီလီဝွန်ကာဖြစ်လာတယ်ဂျော့ဝစ်လီယာဝီလီဝွန်ကာဖြစ်လာတဲ့ဆိုတဲ့ theory ရပြည်သက်တွေကဂျော့တီထွင်ခဲ့တဲ့အန်စီတဲ့မုတ်တွေနဲ့ဖျားနာစေတဲ့မုတ်တစ်တာတွေဟာဝန်ကာရဲ့ထူးဆန်းတဲ့ချိုချင်းတွေဖြစ်တဲ့ blueberry PK ပြဿနာမျိုးတွေရဲ့အစောပိုင်းပုံစံတွေလို့ယူဆကြပါတယ်ဟောဝက်တိုက်ပွဲတင်မှာဂျော့ဟာနားတစ်ဖက်ဆုံးရှုံးခဲ့တယ်လို့နောက်ပိုင်းမှာဝန်ကာကလည်းသူ့ရဲ့နားတစ်ဖက်ကမကြားရတော့ကြောင်းပြောခဲ့တာနာမည်အသက်အောက်မှာဖုံးကွယ်ထားတဲ့တူညီတဲ့ဒဏ်ရာတစ်ခုဖြစ်တယ်လို့ထောက်ပြကြပါတယ်ဂျော့ရဲ့သပင်အနီရောင်ပြုမှုနေထိုင်ပုံအနုပညာစံတာနဲ့မြင်ဝင်းကနေရုတ်တရက်ပျောက်ကဲသွားတာတွေဟာဝန်ကာရဲ့ထူးဆန်းတဲ့အပြုမှုတွေနဲ့တီးသန့်ဆန်လာတဲ့ချိုချင်းအမ်ဘာယာကြီးနဲ့ထပ်တူကျနေပါတယ်ဝန်ကာရဲ့ရုံခန်းတွေကနိုင်ရန်ဒီပရိဘောဂါတွေနဲ့အရာအလုံးကိုတဝက်စီခွဲထားတဲ့ဒီဇိုင်းဟာဖရက်ကိုဆုံးရှုံးလိုက်ရတဲ့ဂျော့ရဲ့ပူဆွေးမှုကိုဖော်ပြနေတဲ့မြင်ကွင်းတစ်ခုဖြစ်ရှုမြင်ကြပါတယ်ဒီ theory ကိုထောက်ခံသူတွေကတော့ဂျော့ဟာမော်ပညာဒါမှမဟုတ်အချိန်ခရီးသွားတာကိုအသုံးပြုပြီးလူသားလောကမှာဘဝအသစ်တစ်ခုစတင်ကအဲ့ဒီစိတ်တန်ရာတွေကိုချိုချင်းတွေရှုပ်ထွေးမှုတွေနဲ့ထိန်းချုပ်မှုတွေအပေါ်အခြေခံတဲ့ထူးဆန်းပြီးထက်မြက်လာတဲ့ကိုယ်ပိုင်ပုံစံအသစ်တစ်ခုဖြစ်ပြောင်းလဲပစ်ခဲ့တာပဲဖြစ်ပါတယ် Snake က Hedwig ကိုတတ်ခဲ့တာလား Snake က Harry ကိုကာကွယ်ဖို့အတွက် Hedwig ကိုတတ်ခဲ့တာဖြစ်တယ်လို့ဆိုတဲ့ဒီ theory ကိုထောက်ခံသူတွေကတော့ပေါ်တာ9ဦးတိုက်ပွဲအတွင်းမှာ Snake ဟာအမုန်းတရားကြောင့်မဟုတ်ဘဲ Harry ကိုအကာအကွယ်ပေးဖို့အတွက်အသေးခံချိန်စာကိုတိုက်ခိုက်ခဲ့တာလို့ယုံကြည်ကြပါတယ်။ရောင်ဆောင်ထားတဲ့သူတွေထဲမှာဘရုစီမာမှအသက်ရှင်နေတဲ့ဇီးကွက်ပါမလာတာကြောင့် Hedwig ရဲ့လှောင်ဝင်အတွင်းလှုပ်ရှားမှုတွေက Harry အစ်စ်ဘသူလဲဆိုတာကိုလူသက်သမားတွေသိသွားအောင်ဖော်ပြနေတယ်လို့ဖြစ်နေတာကိုသူတို့ကငြင်းခုန်ထားကြပါတယ်။ Snake ဟာဒီအစီအစဉ်မှာရောင်ဆောင်တွေပါဝင်မှန်းသိထားတယ်လို့အန်နီရဲ့ရှိနိုင်တာကိုလည်းရိပ်မိတာကြောင့် Hedwig ကိုကြည့်ပြီး Harry ကိုရန်သူတွေရိပ်မိမသွားအောင်ကိုယ်တိုင်ပဲအများဆုံးပြစ်ခတ်လိုက်တာလို့ယူဆကြပါတယ်။ပြည်သက်ဝီကီတွေမှာတော့ Snake ဟာဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့အတွက်တွင်းရေးကိုလုံလုံလောက်လောက်သိထားတဲ့တူးလေးတော့လူသက်သမားဖြစ်တယ်လို့ဖော်ပြထားကြပါတယ်။ဟိုရန်ဒီမှာလည်း Snake ဟာ Harry ရဲ့ကိုရေးချက်လက်ပေါက်ကြားမသွားအောင်ဇီးကွက်လေးကိုစတေးခဲ့တာဖြစ်ပြီးဒါကဝမ်းနည်းစရာကောင်းပေမဲ့တကယ်တမ်းမှာတော့ကြိုတင်တွက်ချက်ထားတဲ့ကာဝယ်ပေးမှုတစ်ခုသာဖြစ်ပါတယ်။နာနီယာကလေးလေးယောက်ဟာဟော့ဝက်ကျောင်းတော်ကြီးကိုတည်ထောင်ခဲ့တာဖြစ်တယ်။နာနီယာကလေးလေးယောက်ဟာဟိုးဝက်ကျောင်းတော်ကြီးကိုတည်ထောင်ခဲ့ကြတာဆိုတဲ့ဒီ theory ရပီတာဆူဆန်အက်တမန်နဲ့လူစီတို့မောင်နှမ၄ယောက်ဟာသူတို့ရဲ့ကဘာအစ်စ်ကိုပြန်ရောက်လာတဲ့အခါဟိုးဝက်ရဲ့တည်ထောင်သူ၄ဦးဖြစ်လာခဲ့ကြတာလို့ဆိုထားပါတယ်။ပြည်သက်တွေကပီတာရဲ့ရဲရင်နဲ့ခေါင်းဆောင်မှုကြောင့်သူ့ကို Gryffindor ဆူဆန်ရဲ့ထက်မြက်တဲ့ဉာဏ်ရည်ကြောင့်သူမကို Ravenclaw အက်တမန်ရဲ့ပါးနှက်မှုနဲ့နောင်တရပြီးပြုပြင်ခဲ့တဲ့ကိစ္စရပ်တွေကြောင့်သူ့ကို Slytherin နဲ့လူစီရဲ့တစ္ဆာရှိမှုနဲ့စိတ်ကောင်းရှိမှုကြောင့်သူမကို Hufflepuff နဲ့အသီးသီးချိတ်ဆက်ထားကြတယ်လို့ဆိုပါတယ်။သူတို့နာနီယာမှာဝစ်ဆင်ခဲ့တဲ့နာနီဝစ်စုံအယောင်တွေကလည်းဟော့ဝက်အယောင်ဆောင်နေနဲ့ကွက်တီကိုတုံညီနေပြီးပီတာကအနီနဲ့ရွှေရောင်ဆူဆန်ကအပြာနဲ့ငွေရောင်အက်တမန်ကအစိမ်းရောင်လူစီကတော့အဝါနဲ့အနက်ရောင်တို့ကိုဝစ်ဆင်ခဲ့တာဖြစ်ပါတယ်။စာရေးဆရာမရိုလင်းဟာနာနီယာစာအုပ်တွေကိုအလွန်နှစ်သက်သူဖြစ်ပြီး platform 934လိုမျိုးမှော်ဝင်အတားအဆီးတွေကိုဖန်တီးတဲ့အခါမှာလည်းနာနီယာရဲ့ပြုတ်ဝက်ဗီဒီယိုကြီးကနေစိတ်ကူးစိတ်တန်ရခဲ့တာကိုထောက်ခံသူတွေကထောက်ပြထားကြပါတယ်။သူတို့ရဲ့ဇယိုက်တွေအယောင်တွေနဲ့ဇလန်းလွှားတူညီမှုတွေဟာဒီ theory ကိုအထောက်ထားအခိုင်လုံဆုံးဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ Harry က Godric Gryffindor ရဲ့အမွေခံဖြစ်တယ်။ Harry က Godric Gryffindor ရဲ့အမွေခံဖြစ်တဲ့ဆိုတဲ့ theory ကိုထောက်ခံသူတွေကတော့တကယ် Gryffindor အစစ်မှန်စီမှာပဲပေါ်လာတတ်တဲ့ Gryffindor ရဲ့ဓာတ်ကို Harry ကမော်အုပ်ထုတ်ထဲကနေဆွဲထုတ်နိုင်ခဲ့တဲ့အချက်ကိုထောက်ပြကြပါတယ်။ Harry ကြီးပြင်းခဲ့တဲ့ Godric Hollow ရွာကလည်းကျောင်းတီထောင်သူရဲ့အမည်ကိုယူထားတာဖြစ်လို့ဒါသူတို့ရဲ့မျိုးရိုးဗီဇဆိုင်ရာဆက်နွယ်မှုရှိနိုင်နေဆိုတာကိုပိုပြီးခိုင်မာစေတဲ့အပြင် Harry ရဲ့မော်တုတ်တန်ကနေ Gryffindor အဆောင်ရဲ့အယောင်တွေဖြစ်တဲ့အနီရောင်နဲ့ရွှေရောင်မီးပွားတွေတခါတည်းရံမှန်ရံခါထွက်ပေါ်လာတတ်တာကိုလည်းပြည်သက်တွေကတိုက်ဆိုင်မှုတစ်ခုတည်းပိုတယ်လို့ယူဆကြပါတယ်။စာရေးဆရာမ Rowling ကိုယ်တိုင်ကလည်းဒီ theory ကိုဓာတ်ရိုက်ငင်းဆိုထားတာမျိုးမရှိတဲ့အတွက်ကြောင့်ပိုပြီးတော့စိတ်ဝင်စားစရာဖြစ်နေတာဖြစ်ပါတယ်။ Harry ကို Gryffindor အဆောင်ထဲထည့်တာသူနဲ့အဲ့ဒီဓာတ်ချကြားတဲ့ဆွမ်းနယ်မှုနဲ့သူ့ရဲ့နှက်ဆိုင်လာတဲ့မျိုးရိုးနောက်ခံကိုအတိအကျမဖော်ပြထားတာတွေအားလုံးကသူဟာ Gryffindor ရဲ့ဓာတ်ရိုက်မျိုးဆက်ဖြစ်နိုင်နေဆိုတာကိုညွှန်ပြနေတာပဲဖြစ်ပါတယ်။ Draco ဟာ Harmony ကိုကြိုက်နေတာလား Draco ဟာ Harmony ကိုတိတ်တခိုးလေးဆွဲလန်းနေခဲ့တာဖြစ်တဲ့ဆိုတဲ့ theory ကိုထောက်ခံသူတွေကတော့သူဟာ Harmony ကိုအမြဲတမ်းစော်ကားပြောဆိုနေရတဲ့တကယ်တော့သူကိုယ်တိုင်ဝန်မခံရတဲ့အချက်စိတ်ကိုဖုံးကွယ်ဖို့အတွက်အလွန်မင်းစူးစမ်းနေတာလို့ယူဆကြပါတယ်။ Lucy ရဲ့ Malfoy က Draco ကိုမော်မီသားစုမဟုတ်တဲ့ main ကလေးတစ်ယောက်စီမှာစာမိုးပွဲအမြဲရှုံးနေရတယ်လို့လောင်ပြောင်ခဲ့တာကလည်း
Draco ဟာ Harmony ရဲ့ထက်မြက်မှုကိုဝေရေးခိုးတာအကြောင်းရင်းတွေကြောင့်ပိုပြီးစိတ်နှောက်ယှက်ဖြစ်နေရတာကိုရိပ်မွက်ပြနေတယ်လို့မျိုးဖြစ်ပါတယ်တော်တော်လေးလူသိများတဲ့ထောက်ပြချက်တစ်ခုကတော့စာကြည့်တိုက်စာအုပ်ထဲက Baslet မွေကြီးအကြောင်းပါတဲ့စာမျက်နှာကို Draco ကဆုပ်ယူခဲ့ပြီးအဲ့ဒီစာမျက်နှာကပဲနောက်ပိုင်းမှာ Harmony ရဲ့လက်ထဲကိုရောက်သွားခဲ့တာဟာသူတို့ကြားကလျှို့ဝှက်တဲ့ဆက်နွယ်မှုကိုဖော်ပြနေတာဖြစ်ပါတယ်ဟိသက်တွေကတော့ Draco ဟာသူမကိုအမြဲတစေစနောက်ပြီးအာယုံစိုက်နေတာဟာမုန်းလို့မဟုတ်ပဲဆွဲဆောင်မှုနဲ့ရှမ်းရုံမှုကြားမှာရုန်းကန်နေရတဲ့သူတယောက်ရဲ့အပြုအမူမျိုးဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒါက Snake ကလီလီပေါ်ထားရှိတဲ့ဖုံးကွယ်ထားတဲ့ခန်းစားချက်မျိုးနဲ့ဆင်တူနေတာမျိုးဖြစ်ပြီး Draco ရဲ့ရက်စက်မှုတွေကတကယ်တော့ရှုပ်ထွေးလာတဲ့တန်ရောစင်ကိုဖုံးကွယ်ထားတာဖြစ်နိုင်ပါတယ် Harmony ရဲ့အနားမှာရှိနေတဲ့အခါသူရံမှန်ရံခါနှုတ်ဆုံနေတတ်တာသူမကိုတကယ်အန္တရာယ်ကြီးကြီးမားမားဖြစ်အောင်မလုပ်ခဲ့တာနဲ့သူ့ရဲ့အပြုအမူလေးတွေတိမ်တိမ်မွေ့မွေ့ပြောင်းလဲလာတာတွေအားလုံးကသူ့ရဲ့မာနတရိုင်းကြီးကြားထွက်ပေါ်လာတဲ့ပုံမနဲ့ဆိုင်တဲ့ခန်းစားချက်ရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်Hawkrat တွေကြောင့် Destiny မိသားစုကစိုးသွမ်းလာရတာHawkrat တွေကြောင့် Destiny မိသားစုကစိုးသွမ်းလာရတာဖြစ်တယ်ဆိုတဲ့ဒီ theory မှာ Harry အောင်မတော်တဆဖြစ်တည်လာတဲ့ Hawkrat တစ်ခုဖြစ်နေတာကြောင့် Ron နဲ့ Harmony တို့အပေါ်ဆွဲကြိုးကတက်ရောက်မှုရှိတယ်လို့မျိုးပဲ Destiny မိသားစုကိုလည်းရက်ဆက်ပြီးစိုးရိမ်စိတ်လွန်ကဲကစိတ်ဖိုးတဲ့သူတွေဖြစ်လာအောင်စိတ်ထင်စေခဲ့တာလို့ထောက်ခံသူတွေကယူဆကြပါတယ်။ဘူရာမော့ရဲ့ဝိညာဉ်အပိုင်းစားတစ်ခုနဲ့နှစ်ပေါင်းများစွာနီးနီးကပ်ကပ်တီးတွင်နေရတာက Destiny တို့ရဲ့စိတ်ကိုပုံပြပန်းပြဖြစ်စေကတာမန်စိတ်အနှောက်အယှက်ဖြစ်ယုံကနေပြေဝစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်ညှဉ်းပန်းမှုတွေအထိပြောင်းလဲသွားစေခဲ့တာလို့သူတို့ကညှင်းခုန်ကြပါတယ်။ Destiny မိသားစုက Harry ကိုအလွန်မင်းမုန်းတီးတာကြောင့်အခန်းချင်းထဲမှာပိတ်လောင်ထားတာအငတ်ထားတာနဲ့သူ့ရဲ့တည်ရှိမှုတွေကိုပါဖျောက်ဖျက်ဖို့စူးစမ်းခဲ့ကြတဲ့အထိရက်စက်မှုတွေကတခုခုတော့အမောင်တို့ကနောက်ခွဲကနေတွန်းအားမပေးခဲ့ဘူးဆိုရင်တဘာဝမချလောက်အောင်ကိုဖြစ်နေတာပဲဖြစ်ပါတယ်။ဒါအပြင်စာရေးဆရာမ Rowling ကတော့ Vernon ရဲ့မုန်းတီးမှုဟာတကူကြီးအညိုးသေးတွေကြောင်းလို့ဆိုထားပေမဲ့မော်တက်ရဲ့လွှမ်းမိုးမှုကြောင့် Destiny တို့ပိုဆိုးလာရတယ်ဆိုတဲ့ theory တွေကိုလည်းသူမကအသိမဲ့ပြုထားတာရှိပါတယ်။ဒီ theory ကတော့ Hogwarts ခုနဲ့နီးကပ်စွာရှိနေခြင်းဟာဘေးနားကဘယ်သူကိုမဆိုးရွားဆုံးဇယိုက်တွေထွက်လာအောင်ဆွဲထုတ်နိုင်တယ်ဆိုတဲ့အယူဆပေါ်မှာခြေခံထားတာပဲဖြစ်ပါတယ်။ဒီမန်သားတွေအတွက် Harry ကပိုပြီးဆွဲဆောင်မှုရှိနေတယ်။ဒီမန်သားတွေအတွက်တော့ Harry ကပိုပြီးဆွဲဆောင်မှုရှိနေတဲ့ဆိုတဲ့ဒီ theory မှာဒီမန်သားတွေနဲ့တွေ့ရင် Harry ကတရိလက်တာတောင်းတင်းသွားတာနဲ့သူ့အမေသေဆုံးခဲ့တဲ့အတန်ကိုကြားရတာမျိုးတွေအထိပြင်းပြင်းထန်ထန်တုံ့ပြန်မိတာသူ့ခန္ဓာကိုယ်ထဲက Hogwarts ကြောင့်ဖြစ်ရတဲ့ပုံမှုနဲ့ဆိုင်တဲ့အားနည်းချက်တွေလို့ထောက်ခံသူတွေကယူဆကြပါတယ်။ဒီမန်သားတွေကဝိညာဉ်တွေကိုစားသုံးတာဖြစ်လို့ Harry ရဲ့ကိုယ်ထဲမှာသူ့ရဲ့ကိုယ်ပိုင်ဝိညာဉ်တွေမကပဲဘူရာမွန်ရဲ့ဝိညာဉ်အပိုင်းစားပါရှိနေတာကသူ့ကိုအားရပူဖြစ်စေတယ်လို့ဒါမှမဟုတ်ဒီမန်သားတွေကိုဆွဲဆောင်နိုင်တဲ့လျှက်စစ်မီးပြားတိုက်တစ်ခုလို့ဖြစ်စေခဲ့တာလို့သူတို့ကဆိုပါတယ်။ဇလန်းထဲမှာလည်းဒီမန်သားတွေကအခြားသူတွေထက် Harry ကိုပိုပြီးတက်ရောက်မှုရှိစေတယ်လို့ဖော်ပြထားတာကြောင့်ဒါစိတ်ပိုင်းဆိုင်ရာအားနေတာထက်ဆိုင်ရင်တဘာဝလွန်ရှာဖွေတွေးရှိမှုတစ်ခုလို့ဒီ theory ကအဓိပ္ပာယ်ပြန်ဖွင့်ထားတာဖြစ်ပါတယ်။ချို့ကဆိုရင် Harry စီကကြားရတဲ့လီလီရဲ့အော်ဟစ်တန်လိုမျိုးမှညံတွေကသူ့ထဲကဗိုလ်တော်မော့ရဲ့ဝိညာဉ်အပိုင်းစားစီကနေထွက်ပေါ်လာတာဖြစ်လို့အကြောက်တရားကိုပုံမပြင်းထန်စေပြီးဝိညာဉ်ပိုရှိလေဒီမန်သားတွေတက်စားသုံးစရာပုံများလေလေပဲဖြစ်ပါတယ်။ Trelawney ဒမ်ဘယ်ဒိုရဲ့တေဆုံးမှုကိုကြိုတင်ဟောကိန်းထုတ်ခဲ့တယ်။ Trelawney ဒမ်ဘယ်ဒိုရဲ့တေဆုံးမှုကိုကြိုတင်ဟောကိန်းထုတ်ခဲ့တယ်ဆိုတဲ့ဒီ theory မှာ Caspian ကျင်းသားဇလန်းတုန်းက Christmas ညစာစားပွဲမှာလူ73ယောက်တူတူထိုင်ပြီးပထမဆုံးထရက်တဲ့သူဟာအရင်ဆုံးတေဆုံးလိမ့်မယ်လို့သတိပေးပြီး Trelawney ကထိုင်ဖို့ညှင်းဆန်ခဲ့တဲ့အခန်းကိုထောက်ခံသူတွေကအလေးပေးဖော်ပြထားကြပါတယ်။ပြည်သက်တွေကတော့အဲ့ဒီချိန်မှာ Ron ရဲ့အိမ်မွေးချက်တကယ်တော့ Peter Pettigrew ကလည်းရှိနေတာကြောင့်ဒမ်ဘယ်ဒိုကပထမဆုံးထရက်မိသူဖြစ်သွားပြီးသူ့ရဲ့ကံကြမ္မာကိုတတ်မှတ်လိုက်လို့ဖြစ်ခဲ့ပါတယ်။နှင်းနှဲငယ်ကြားတဲ့ခါမှာတော့ဒမ်ဘယ်ဒိုကတကယ်ပဲတေဆုံးသွားခဲ့တာကြောင့်ဒီဟောကိန်းကပြေဝသွားခဲ့တာဖြစ်တယ်လို့ဝင်းတော်မင်းသားဇလန်းမှာလည်း Trelawney ဟာ Harry ကိုတားတော့ဖဲချက်တွေကနေဟောပေးခဲ့ရမှာပြိပခနမိတ်မကောင်းမှုအကြမ်းဖက်မှုအမောင်ဘက်ကလူငယ်တယောက်နဲ့နောက်ဆုံးမှာမိုးချိုးပစ်ခံရတဲ့မျှော်စင်ဆိုတဲ့ဖဲချက်တွေထွက်လာခဲ့တာဒမ်ဘယ်ဒိုပြုတ်ကျခဲ့တဲ့နက်ခတ်ဗေဒမျှော်စင်ကိုဓာတ်ရိုက်ရင်ညွှန်းနေတာလို့ယုံကြည်ခဲ့ကြပါတယ်အချိန်ကာလတိုက်ဆိုင်မှုတင်ငေးသားတွေနဲ့ထိတ်လန့်စရာကောင်းလောက်အောင်တိကျနေမှုတွေအားလုံးက Trelawney ကဒမ်ဘယ်ဒိုရဲ့တေဆုံးမှုကိုသူမကိုယ်တိုင်မသိလိုက်ပဲကြိုမြင်ခဲ့တယ်ဆိုတာကိုညွှန်ပြနေတာပဲဖြစ်ပါတယ်လူနာဟာတစ်ဖက်လူရဲ့စိတ်ကိုဖတ်နိုင်စွမ်းရှိတဲ့ legitimate တယောက်ဖြစ်တယ်။လူနာဟာတစ်ဖက်လူရဲ့စိတ်ကိုဖတ်နိုင်စွမ်းရှိတဲ့ legitimate တယောက်ဖြစ်တယ်ဆိုတဲ့ဒီ theory မှာတခြားသူတွေဘာတွေတွေးနေလဲဘာခံစားနေရလဲဆိုတာကိုသိမြင်နိုင်တဲ့လူနာရဲ့ထူးခြားတဲ့စွမ်းရည်ဟာတာမန်ပင်ကိုသိစိတ်ထက်အများကြီးပိုလွန်နေတယ်လို့ထောက်ခံသူတွေကဆိုကြပါတယ်။သူမကဘယ်သူမှထုတ်မပြောထားတဲ့အမှန်တရားတွေကိုပြောချင်တိုင်းပြောတတ်တယ်လို့ဘယ်သူကမှမပြောပြဘဲနဲ့လည်းဖုံးကွယ်ထားတဲ့ခံစားချက်တွေကိုအတိအကျထုတ်ပြောနိုင်တာဟာခံမှန်းတာထက်စိတ်ကိုဖတ်နေတာမျိုးနဲ့ပိုတူနေတာဖြစ်ပါတယ်။သူမရဲ့တည်ငြိမ်တဲ့စိတ်ကူးရင်ဆန်တဲ့ပုံစံဟာလည်း
Fantastic Beasts ကစိတ်ဖန်နိုင်စွမ်းရှိသူ Winnie Goldstein နဲ့ဆင်တူနေပါတယ်သူတို့နှစ်ယောက်စလုံးကအတွေးတွေကိုကြားနိုင်ပေမဲ့တစ်ဖက်လူကိုထိန်းချုပ်ဖို့ထက်ကျင်နာမှုနဲ့ပဲတုံ့ပြန်တတ်ကြတာဖြစ်တဲ့အပြင်လူနာဟာလူမှုရေးစည်းမျဉ်းတွေကိုဂရုမစိုက်ပဲလျှို့ဝှက်ချက်တွေနဲ့ရည်ရွယ်ချက်တွေကိုထိတ်လန့်စရာကောင်းလောက်အောင်တိတိကျကျသိနေတတ်တာဟာသူမကိုယ်တိုင်မသိလိုက်ပဲစိတ်ဖက်တဲ့အတက်ကိုတုံးနေတာကြောင့်လို့ထောက်ခံသူတွေကယူဆကြပါတယ်။စာအုပ်ထဲမှာလည်းသူမကိုစိတ်ဖက်နိုင်သူမဟုတ်ဘူးလို့အတိအကျညင်းဆိုထားတာမျိုးမရှိတာကြောင့်သူမရဲ့ထိုးထွင်းသိမြင်မှုတွေအားလုံးကမော်ပညာပေါ်မှာပဲခြေခံထားတာဖြစ်နိုင်ပါတယ်။ဒရာဂိုဟာသူ့ရဲ့အမှားတွေကိုပြန်လည်ပြင်ဆင်ပြီးနောင်နာရခဲ့သူဖြစ်တယ်။ဒရာဂိုဟာသူ့ရဲ့အမှားတွေကိုပြန်လည်ပြင်ဆင်ပြီးနောင်နာရခဲ့သူဖြစ်တဲ့ဆိုတဲ့ဒီ theory မှာသူဟာဘူရာမော့အပေါ်ဟန်ဆောင်ထားတဲ့လောက်တစ္ဆာမရှိကြောင်းပြသနေတဲ့အမှတ်သားတွေသူ့ရဲ့ဇာတ်ကြောင်းတစ်လျှောက်ဖိနှံနေတယ်လို့ထောက်ခံသူတွေကဆိုကြပါတယ်။တွင်တော်မင်းသားဇလန်းမှာဒံမဲတို့ကိုပိတ်မိထားချိန်မှာတော့အသေးခံချိန်စာကိုသူကိုယ်တိုင်မတိုက်ခိုက်နိုင်ခဲ့ပဲလက်တွေတုံရင်ကတခြားတစ်ယောက်ဝင်မနှောက်ခင်အထိအချိန်တော်ကြောင်တွန်းဆုံနေခဲ့တာကိုထောက်ပြကြပါတယ်။ဒါလီဟော်လိုဇလန်းထဲမှာမာဖိုင်းဆိုင်မှာဟယ်ရီကိုဖမ်းမိချိန်မှာလဲဒါဟယ်ရီပဲလို့အတိမပြုတ်ပေးပဲတေချာမသိဘူးလို့ဝေဝါးစွာပြောခဲ့တာဟာဟယ်ရီဘက်ကနေတိတ်တဆိတ်ကူညီပေးခဲ့တာလို့ပြည်သက်တွေကယူဆကြပါတယ်။နောက်ပိုင်းမှာဘူရာမိုးကသူ့ကိုနှိပ်စက်ခိုင်းတဲ့အခါမှာလဲဒရာဂိုဟာထိတ်လန့်တုန်လှုပ်နေတာကိုဟယ်ရီကိုယ်တိုင်မြင်တွေ့ရပါတယ်။စသိမ်းပိုင်းယထာဘူတာယုံမြင်ကွင်းမှာဒရာဂိုကဟယ်ရီကိုအေးစစ်စစ်နှုတ်ဆက်ခဲ့တာဟာမျိုးတေဟောင်းနေမရှိတော့ဘူးဆိုတဲ့သဘောကိုတွေ့ရပါတယ်။တကယ်ဇလန်ထဲမှာဖြတ်ထုတ်ခံလိုက်ရတဲ့အခန်းတစ်ခုမှာဆိုရင်ဒရာဂိုကဟယ်ရီစီကိုသူ့ရဲ့မော်ဒုတ်တန်ပစ်ပေးပြီးကူညီခဲ့တာမျိုးတောင်ရှိခဲ့တာကြောင့်ဒါလူသိရှင်ကြားအကျယ်တဝင်းမဟုတ်ခဲ့ရင်တော့ဒရာဂိုကသူ့ရဲ့အမားတွေအတွက်နောင်နာရပြီးသူ့ပြင်ပြောင်းလဲသွားခဲ့တာအမှန်ပဲဖြစ်ပါတယ်။ဟယ်ရီယာမသိနိုင်တဲ့သူအင်မော်တယ်ဖြစ်သွားတယ်။ဟယ်ရီယာမသိနိုင်တဲ့သူအင်မော်တယ်ဖြစ်သွားတယ်ဆိုတဲ့ဒီ theory ကိုတောက်ခံသူတွေကတော့တယောက်အသက်ရှင်နေသေးပြီးနောက်တစ်ယောက်ကဆက်လက်မရှင်သန်နိုင်မှုဆိုတဲ့ thriller နီရဲ့ဟောကိန်းကိုဘူရာမော့တယောက်တည်းကသာဟယ်ရီကိုတတ်နိုင်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ဘူရာမော့တိတ်ဆုံးသွားပြီးတဲ့နောက်မှာတော့ဟယ်ရီယာထာဝရမသိနိုင်တဲ့သူဖြစ်သွားခဲ့တာလို့ယူဆကြသလိုဒီဟောကိန်းကဟယ်ရီရဲ့တင်မျိုးဖြစ်တည်မှုကိုဘူရာမော့ရဲ့တည်ရှိမှုနဲ့ချိတ်ပိတ်ထားတာလို့သူတို့ကဆိုကြပါတယ်။ဒက်လီဟောလိုမှာဟယ်ရီယာအသေးခံကျင်းစာကနေလွတ်မြောက်ခဲ့တာနဲ့ King Cross လိုနေရာမျိုးကနေပြန်လာနိုင်ခဲ့တာကိုသူဟာသေခြင်းတရားရဲ့လက်လန်းမမီတဲ့နေရာကိုရောက်ရှိသွားပြီဆိုတဲ့သက်သေဖြစ်ရှုမြင်ကြပါတယ်။ဟယ်ရီယာဒက်လီဟောလိုပစ္စည်း၃ခုကိုပိုင်ဆိုင်ပြီးသေခြင်းတရားကိုလက်ခံခဲ့တာကြောင့်သေခြင်းတရားရဲ့အရှင်သခင် Master of Death စစ်ဖြစ်လာခဲ့တာဖြစ်လို့ဒါဟာသူ့ကိုပုံမှန်နှဆိုင်ပြီးအမြဲတမ်းတည်မြဲနေမဲ့မတည်နိုင်တဲ့စွမ်းအားကိုပေးရလိုက်တာပဲဖြစ်ပါတယ်။လီလီပေါ်တာဟာတလိမ့်ဆန်အဖြစ်အသွင်ပြောင်းနိုင်တဲ့အနီမေဂတ်တယောက်ဖြစ်တယ်။လီလီပေါ်တာဟာတလိမ့်ဆန်အဖြစ်အသွင်ပြောင်းနိုင်တဲ့အနီမေဂတ်တယောက်ဖြစ်တယ်ဆိုတဲ့ဒီ theory မှာလီလီရဲ့ထူးချွန်တဲ့မှော်စွမ်းအားနဲ့ပြင်းပြတဲ့မိခင်မြတ်တာတွေကသူမကိုလျှို့ဝှက်စွာအနီမေဂတ်အတက်ကိုတက်မြောက်ထားသူဖြစ်လာစေဖို့အလားအလာရှိဆုံးဖြစ်စေခဲ့တာလို့ထောက်ခံသူတွေကဆိုကြပါတယ်။တချို့ကတော့သူမကကြောင်နှကောင်ဒါမှမဟုတ်ဟတ်ဝဲအဖြစ်အသွင်ပြောင်းကရန်သူတွေမရေးမိအောင်ဟယ်ရီကိုကာဝယ်ပေးခဲ့တာလို့ယူဆကြပါတယ်။ Serious C ကိုသူမရေးပေးခဲ့တဲ့အစာထဲမှာကြောင်နှကောင်အကြောင်းထည့်သွင်းပြောဆိုခဲ့တာဟာတကယ်တော့ပေါင်းအောင်နေစဉ်အတွင်းဟယ်ရီကိုစောင့်ရှောက်ပေးနေတဲ့လီလီကိုယ်တိုင်ပဲဖြစ်နိုင်တယ်လို့ညှင်းခုန်ခဲ့ကြပါတယ်။သူမရဲ့ထက်မြက်မှုကျွမ်းကျင်မှုနဲ့စိတ်အားထက်သန်မှုတွေဟာခက်ခဲနက်နဲလှတဲ့အနီမေဂတ်အတွင်းပြောင်းခြင်းလုပ်ငန်းစဉ်ကိုလျှို့ဝှက်စွာအောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ရဲ့အရေးချင်းတွေလို့ရှုမြင်ကြတာပဲဖြစ်ပါတယ်။မွေစကားအပြင်တခြားသောတိရစ္ဆာန်စကားပြောဆိုမှုတွေဘာသာစကားတွေအများကြီးရှိနေတယ်။မွေစကားအပြင်အခြားသောတိရစ္ဆာန်စကားပြောဆိုမှုတွေလည်းအများကြီးရှိသေးတယ်ဆိုတဲ့ဒီ theory မှာပြည်သက်တွေကမွေစကားကလူသိများဆုံးဖြစ်နေပေမဲ့ဒါကလူမဟုတ်တဲ့တက်ရှိတွေနဲ့ဆက်သွယ်တဲ့မှော်ဝင်ဘာသာစကားများစွာတွေကတစ်ခုပဲလို့ယူဆကြပါတယ်။တရားဝင်လမ်းညွှန်ချက်တွေမှာလည်း Goblin စကား၊ရေသူမစကားနဲ့ Troll စကားတွေကိုတော့ဘာသာစကားအစစ်မှန်တွေဖြစ်စည်ရင်းသွင်းထားတာကြောင့်မွေစကားကတစ်ခုတည်းတော့ထူးခြားတဲ့အရာမဟုတ်ဘူးလို့အရေးမှတ်ပြခဲ့ပါတယ်။ Margaret နဲ့ News Commander လို့မှော်ဆရာတွေဟာတိရစ္ဆာန်မျိုးစိတ်ပေါင်းစုံနဲ့နည်းနည်းဆိုင်ဆိုင်ဆက်သွယ်နိုင်ကြတယ်လို့ Flash နဲ့ Fake လို့မှော်စွမ်းအားမရှိတဲ့ squid တွေတောင်မှတခြားမှော်ဆရာတွေထက်ကြောင်နေနဲ့ပုံမနားလည်အောင်ဆက်သွယ်နိုင်ကြတာကိုတွေ့ရပါတယ်။ Christian ကအသွင်ပြောင်းနေတဲ့ Serious ကိုနားလည်ခဲ့တာနဲ့ Peter Pettigrew ကကြွက်တွေချာမှာအဆင်ပြေပြေနေနိုင်ခဲ့တာတွေကိုကြည့်ရင်ဒါတွေဟာတိုက်ဆိုင်မှုတွေမဟုတ်ပဲတိရစ္ဆာန်တွေနဲ့ဆက်သွယ်ပြောဆိုခြင်းရာနယ်ပယ်အကျယ်ကြီးရှိနေတယ်ဆိုတဲ့အထောက်အထားတွေလို့ထောက်ခံသူတွေကယုံကြည်ကြပါတယ်။စာရေးဆရာမ Rowling ရဲ့မှော်ဝင်သတ္တဝါတွေဟာတာမန်တိရစ္ဆာန်တွေထက်စာရင်စဉ်းစားတွေးခေါ်နိုင်တဲ့တက်ရှိတွေနဲ့ပိုတူနေတာကြောင့်ကျွန်တော်တို့အပြည့်အဝနားမလည်နိုင်သေးတဲ့ချွဲဝါးလာတဲ့ဘာသာစကားတွေရှိနေနိုင်တယ်လို့ဆိုကြပါတယ်။မွေစကားကနာမည်ကြီးတာမှန်ပေမဲ့ဒါမှော်လောကရဲ့တစ်ခုတည်းသောတိရစ္ဆာန်ဘာသာစကားတော့မဟုတ်ပါဘူး။ Snake ကဗန်ပိုင်းရတစ်ယောက်ဖြစ်တယ်
စနေရဗန်ပန်းယားတယောက်ဖြစ်တဲ့ဆိုတဲ့ theory ကိုထောက်ခံသူတွေကတော့စာအုပ်ထဲမှာသူ့ရဲ့အသားရည်ကိုဖြူဖြော့ပြီးဖျားနာနေလိုမျိုးမကြာခဏဖော်ပြလေးရှိတာဟာရိုးရာဗန်ပန်းယားတွေရဲ့လက္ခဏာတွေနဲ့ကိုက်ညီနေတယ်လို့ဆိုကြပါတယ်။သူဝတ်ဆင်တဲ့ဝတ်ရုံအမဲရှည်ကြီးတွေဟာလင်းတို့တောင်ပန်တွေနဲ့တူနေတယ်လို့သူ့ရဲ့ပုံစံနဲ့လှုပ်ရှားမှုတွေကိုလည်းလင်းတို့တကောင်နဲ့အချိန်ချင်းနှိုင်းယှဉ်ဖော်ပြခံရပါတယ်။သူဟာမြေအောက်ခန်းထဲမှာပဲနေထိုင်တာနေအောင်ကြီးကိုရှောင်ကျင်တာနဲ့နေဘက်မှာအပြင်ထွက်လို့မရှိတာတွေအားလုံးဟာညဘက်မှာပဲလှုပ်ရှားတတ်တဲ့ဗန်ပန်းယားတွေရဲ့အလေးထားနဲ့ထပ်တူချနေပါတယ်။ပြည်သက်တွေကတော့သူဟာညဘက်ဒီမှာပဲရုန်းကန်လှုပ်ရှားနေတတ်ပြီးသူ့ရဲ့စေးရည်ဖော်ဆက်တဲ့ကျွမ်းကျင်မှုတွေထဲမှာနေအောင်ကြီးတန်ကနေကာကွယ်ပြီးတဲ့ဒါမှမဟုတ်ဗန်ပန်းယားတွေရဲ့စာလောင်မှုကိုထိန်းချုပ်ပေးတဲ့စေးရည်တွေလည်းပါဝင်နိုင်တယ်လို့ယူဆကြပါတယ်။ကိုရီးယားရဲ့စာသင်ခန်းထဲမှာစက်သွန်ဖြူတွေထားရှိတာနဲ့ဇလန်းထဲမှာဗန်ပန်းယားတွေအကြောင်းခဏခဏဂျင်ညွန်းနေတာတွေဟာဂျိမ်းမွက်တွေလို့ရှုမြင်ကြပြီးတချို့ကတော့သူ့ကိုလူသားနဲ့ဗန်ပန်းယားတွေးနှောနေတဲ့ဒန်ဖီယာတယောက်ဖြစ်တောင်တင်စားကလူသားစရိုက်တွေနဲ့တိမ်မွေးလာတဲ့ဗန်ပန်းယားမှော်စွမ်းအားတွေပေါင်းစပ်နေတာလို့ယုံကြည်နေကြတာပဲဖြစ်ပါတယ်။လီလီပေါ်တာဟာခရစ်ယာန်ရဲ့ပထမဆုံးပိုင်ရှင်ဖြစ်တယ်။လီလီပေါ်တာဟာခရစ်ယာန်ရဲ့ပထမဆုံးပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ဒီ theory မှာလီလီက serious ရေးခဲ့တဲ့စာထဲမှာပါတဲ့ဟယ်ရီကသူ့ရဲ့ကစားစရာတပြက်စီးနဲ့တိုင်းမိမလို့ဖြစ်ခဲ့တဲ့အဲ့ဒီကြောင်လေးဟာတိမ်မသွားပဲ Godric Hollow တိုက်ခိုက်ခံရမှုကနေလွတ်မြောက်ခဲ့ပြီးနောက်ဆုံးမှာမှော်တလိမ့်ဆန်အယောင်းဆိုင်ကိုရောက်သွားခဲ့တာလို့ပြည်သက်တွေကယုံကြည်ကြပါတယ်။ဆိုင်ရှင်ကဟာမိုနီကိုခရစ်ယာန်ဟာဆိုင်မှာရှိနေတာတော်ကြပြီလို့ပြောခဲ့တာဟာသူဟာဆိုင်မှာမွေးထားတာမဟုတ်ပဲဆွန့်ပစ်ခံရတာဒါမှမဟုတ်တဆင့်ရောက်လာတာလို့သူတို့ကငင်းခုန်ခဲ့ကြပါတယ်။ခရစ်ယာန်ဟာပီတာဘတ်တီဂရူဖြစ်နေတဲ့စကာဘာကိုမြင်ချင်းလိုက်ဖန်တာနဲ့စီးရီးယားဘလက်ပေါ်ထူးထူးခြားခြားတုံ့ပြန်တာတွေဟာသူတို့နှစ်ယောက်စလုံးကပေါ်တာမီသားဆုံးနဲ့ရင်းနှီးသူတွေဖြစ်တာကြောင့်ထောက်ခံသူတွေကတော့ဒီလိုမှတ်မိနေတာဟာတိုက်ဆိုင်မှုတတ်မဟုတ်ဘူးလို့ဆိုကြပါတယ်ခရစ်ယာန်ဟာသစ္စာဖောက်မှုမတိုင်ခင်ကတည်းကသူတို့ကိုမှတ်မိနေတာဖြစ်တယ်လို့သူတို့ကယူဆကြပါတယ်ထူးခြားတဲ့ပင်ကိုသီးစိမ့်နဲ့ထက်မြက်တဲ့ဉာဏ်ရည်ရှိတဲ့ဒီကြောင်လေးဟာတကယ်တော့လီလီရဲ့ကြောင်ဖြစ်ပြီးဟယ်ရီကိုအရေးတကြီးကြီးနဲ့တိတ်တိတ်ဆိတ်စောက်ရှောက်ပေးနေတာပဲဖြစ်ပါတယ်ဒီ theory တွေကတော့ Harry Potter ပြည့်တဲ့တည်းရဲ့စိတ်ကူးစိတ်တမ်းတွေပဲဖြစ်ပါတယ်။တင်ရောဘယ် theory ကိုဖြစ်နိုင်ဆုံးလို့ထင်လဲ။အခုလိုရုပ်ရှင်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာဇာတ်လမ်းလေးကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ကိုအားပေးကြပါဦး။နောက်တစ်ခါမှပြန်တွေ့ကြအောင်။